ရှန်ဟိုင်းရဲ့နာမည်ကြီး Starbucks Coffee ဆိုင်ကိုရောက်နေပါတယ်ဒါကတော့အမတ်တရားပစ္စည်းရောင်းတဲ့နေရာပါအထဲမှာတော့မြင်တဲ့အတိုင်းပါပဲအလကားကျွေးနေလို့ပါပဲရှုပ်ချက်ခတ်နေပါတယ်ဒါကတော့ Starbucks Coffee ထုတ်ဖို့ပုံအစစ်အစစ်ကိုပြသထားတာပါဒါကတော့အပေါ်ထက်ကနေလမ်းရိုက်ထားတာပါအပေါ်ထက်မှာလည်းလူတွေပြည့်ကျက်ပြီးထိုင်စရာနေရာအောင်မရှိပါဘူးဒါကတော့ coffee ဆိုင်မှာ coffee ဖြော်နေတဲ့coffee counter ပါဒါကတော့ coffee ဆိုင်မှာ alcohol တွေရောင်းတဲ့ဘား counter ပါဒါကတော့ဆိုင်ရဲ့အပြင်ဘက်ကနေမြင်ရတဲ့မြင်ကွင်းလေးကိုရိုက်ပြထားတာပါ